ခေါက်တော့ Photoshop 2026 version 27.0 ရဲ့အကြီးမားဆုံး update တစ်ခုဖြစ်တဲ့ Partner AI model Gemini 2.5 Flash ပေါင်းစပ်မှုအကြောင်းကိုကျွန်တော်ဒီနေ့ရှင်းပြပေးမယ်။အရင်က Adobe Firefly တစ်ခုတည်းကိုပဲသုံးခဲ့ရပါမယ်။အခုအခါမှာတော့ Google နဲ့ဒီ Black Forest Lab တို့ရဲ့ AI တွေကို Photoshop ထဲမှာလည်းတိုက်ရိုက်ရွေးချယ်သုံးပြနိုင်ဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကျွန်တော် Gemini 2.5 Flash Image Nano Banana ပါ။Google ထုတ်ထားတဲ့ team model ကမြန်ဆန်ပြီးတော့ character consistency ကိုစက်ကောင်ပုံစံမပြတ်တာပေါ့နော်အဲ့ဒီအပိုင်းမှာသူကအားတာတယ်အဓိကအားတာချက်ကဘယ်လိုမျိုးလဲဆိုတော့ပုံထဲမှာပါတယ်လို့ဒါမှမဟုတ်ရောင်ထုရဲ့မူလပုံစံအဲ့ဒါတတိပေါ့နော်အဲ့ဒါကိုမပြတ်စေဘဲနဲ့ဘယ်လိုလဲဆိုတော့ပတ်ဝန်းကျင်ဒါမှမဟုတ်ဝက်စားတွေကိုပြောင်းလဲပေးနိုင်တယ်ဘယ်လိုနေရာမှာတိုးလို့ရလဲဆိုတော့ဥပမာပုံထဲကလူရဲ့မျက်နှာကိုမပြောင်းမဲနဲ့သူ့အဝက်စားကိုပဲပြောင်းကျင်တာနောက်ကျတော့စပင်းပုံစံပြောင်းကျင်တာနောက်ကျတော့ဒီလိုလဲဆိုတော့ဒီပုံရဲ့ water color ပေါ့နော်တချီကားပုံစံမျိုးဟို extend transfer ပေါ့နော်အဲ့လိုမျိုးပြောင်းလဲခြင်းတဲ့အခါအကောင်းဆုံးဖြစ်ပါတယ်။ဒီရဲ့ထူးခြားချက်ကတော့ Sense ID လို့ခေါ်တဲ့ဟိုမျက်စိနဲ့မမြင်နိုင်တဲ့ digital watermark တွေပါဝင်တယ်။ပြီးတော့ AI နဲ့ပြင်လာတာကိုခွဲခြားနိုင်အောင်သူကပြုလုပ်ပေးထားတယ်။ဒီမှာက Flash Contrast လို့ဒီ Black Forest Lab ကထုတ်လုပ်ထားတဲ့ D model ကinstruction based editing တွေပေါ့နော်။သူကညွှန်ကြားတဲ့အတိုင်းတိတိကျကျပြင်ဆင်တာနဲ့ဒီ test ဘိုင်းမှာထိတ်တန့်ဖြစ်တယ်။သုံးပြပုံမျိုးတော့ video မှာသိစိတ်ပြတာပေးထားတယ်နော်ဒီ partner model တွေကကျွန်တော် premium feature ဖြစ်လို့တစ်ခါ generate လုပ်ရင်တော့ 10 credit လောက်ဖြတ်တောက်နိုင်ပါတယ်Firefly ကတော့ပုံမှန်1 credit ပဲဖြစ်ပါတယ်Firefly ပုံစံမျိုးလို့တော့သူက3မျိုးပုံ3ပုံတော့တပြိုင်တည်းမထုတ်ပြီးတစ်ခါနဲ့ရင်တော့ပုံပုံနဲ့ထွက်လာမှာကျန်ပြချက်အနေနဲ့ဒီပုံရဲ့တိစောက်ပုံကိုပြောင်းခြင်းလုံးဝပြောင်းခြင်းပေါ့နော်နာနိုကနာနာကိုတုံးတာပြကြတဲ့အသေးစိတ်ပြင်ဆင်မှုသို့မဟုတ်စာသားတွေထည့်ခြင်းတော့ Flash Contrast Pro ကိုတုံးတာဒီ Photoshop နဲ့ပတ်သက်ပြီးတော့နောက်ထပ်သိချင်တာလေးတွေရှိရင် comment မှာရေးခဲ့လို့ရပါတယ်